စီထဲလာကြီးရဲ့ဆိုရင်သူကပတ်နေပြီနော်စီထဲလာကြီးရင်ဒီရဲ့အစင်းလေးကတစ်ဖက်နဲ့တစ်ဖက်မြင်ဖြစ်နေမှာနော်အဲ့လိုကြိုက်တော့စီရထည့်ရမှာနော်ကြည့်အောင်မင်္ဂလာပါဗျာဆောင်းဆန်တဲ့ဝါရှော့တိုင်းမှာကျွန်တော်လိုက်ပါတယ်ဟိုရှင်းဖို့ပြုံပြင်းလေးရှင်းဖို့လေးဘယ်လိုလုပ်ရတယ်လဲဆိုတော့ချင်းမိတ်ဆွေတို့အတွက်ကိုကျွန်တော်ရဝေပေးခြင်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်လုံးလည်းတက်လို့လည်းမပေါ့ဗျာနော်ကျွန်တော်ဒီတစ်လောက်ကျွန်တော်မှတ်တော့ပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံဘောဝါနာမကြီးကိုရဲ့အတွက်လို့လည်းကျွန်တော်ရဝေပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့ဆိုတော့ဒီဆိုမကြည့်နေမှာကျွန်တော်ဗီဒီယိုဖိုင်လေးကိုအကောင့်တင်လေးပို့လို့ပါဗျာဒီအနေနဲ့ကျွန်တော် online share ရေးပို့လို့လုပ်ရတယ်ပို့လို့လေးပဲတုတ်လုပ်ပြီးတော့ပါဗျာနော်ဟုတ်ပြီဒါဆိုရင်တော့ဟုတ်ပါပြရမယ်ဆိုဒါဖောက်ရှာအောင်နော်ဒါလေးတွေအတိတ်လေးပါနော်ရှက်ကဘာလို့ဖြစ်သွားရင်နေရတယ်လေဆိုတော့ဒါတော့ဘိုးလေးနာပါရင်ဒီလိုဟောပေါက်ကလေးတွေကတ်ဒီလိုဟောပေါက်ကလေးတွေနေရလာပြီပါဒီလိုဟောပေါက်ကလေးတွေဒီလိုရှက်တင်နာပါရင်ကျွန်တော်ရှက်ကိုတုံးပြလို့မရပါဘူးဒီတော့တော့ခဏခဏပြင်မယ်လဲဆိုတော့ကျွန်တော်စီယူမယ်ပေါ့နော်စီယူပြီးမှကျွန်တော်ခဏလေးတစ်ထုပ်လေးနဲ့ခဏတစ်ထုပ်နဲ့ပြည့်စည်ရမှာနော်ဖောက်ရှာကမှလည်းဆိုရင်ကျွန်တော်ဒီလိုကြောင်ချိုးပြီးမှအသာစားကင်းနဲ့ဖောက်ရှာမျိုးဖြစ်ရမယ်ပြီးတော့လည်းကျွန်တော်တွေ့နေမှာဆက်ပါကျေကျေပြည့်စည်အောင်နော်ဆက်ပါဆိုရင်စပင်းထက်ကိုကတော့လေးကျေကြအဲ့လိုကျွေးကျေတဲ့တနာမှာတော့အားကြီးစိုးချုပ်ဖြစ်နေဆိုရင်တော့စီမထိန်ကျွန်တော်တို့ကြိုက်နေမှညာဆိုရင်မထိန်တော့ဘူးကဆောက်တာပေါ့နော်ကောင်းတော့မယ်ပေါ့နော်အဲ့တော့ပြပြကမျိုးလမ်းမှာဆိုတော့ဆင်းနေတယ်ကျွန်တော်တို့ထောင်းလမ်းနေတောင်းလမ်းနေပေါ့နော်တောင်းနေဆိုရင်ကျွန်တော်ဆက်မကြည့်တော့ဘူးနော်အားကြရင်သူကဆောင်းနေတယ်ဒီတော့ကျွန်တော်နောက်တစ်ပြန်ကြမှာကကျွန်တော်ဒီမှာဆက်ရှော့ပါဆက်ရှော့ပါကဒီအတွင်းနဲ့ဆက်ပေါင်းနဲ့ဒီအတွင်းနဲ့ဆက်ပေါင်းနဲ့ဒီရှော့ပါနဲ့ဒီရဲ့ချက်ပေါင်းတော့ဒီရဲ့ဟိုရနော်ဒီပေါ်တယ်ဟိုတော့ဖိုက်စီမင်းတော့ဖိုက်စီညမှာသူကပုံဝင်နေလို့ဘာလို့ပုံဝင်နေလဲတော့သူကအခုကအဲ့ရဲ့ပြီးတော့လည်းကျွန်တော်ဒီကောင်အရင်လှုပ်ရှားနေတယ်တွဲထဲမှာအရင်လှုပ်ရှားနေတယ်တွေ့ပါတော့အရင်လှုပ်ရှားနေတဲ့အတွက်ကြောင့်သူကကိုဖိုက်စီကိုထုတ်တယ်ချက်ပေါင်းဖိုက်စီဆိုရင်သူကခဏလေးစီကောင်းတော့ပေါ့နော်ပြီးတော့ဒီကိုဖိုက်စီနဲ့ဒီရဲ့ချက်ပေါင်းတွဲနဲ့စီစီလေးနေရမှာနော်စီစီလေးဟိုလည်းဒီလိုမျိုးဆောင်းနေအောင်အဲ့လိုဆောင်းနေအောင်ဒီလိုစီစီလေးနေရမှာနော်တော့ဒီ size စီစီလေးနေရမှာအာမတာနေကျွန်တော်ဝေးရဲ့ဆောက်ကန်အောင်ကိုသူကထိတ်နေရအောင်နော်ပြောမှဆိုစီရှော့အောင်ထိတ်နေအောင်တော့ကြောက်နေအောင်ပေါ့ဆောင်းနေမတက်အောင်လို့ဆိုစီကထိတ်ပြရတယ်ဒီလိုဒီမှာသူကစပလစ်လေးပါတယ်နော်စပလစ်လေးတစ်သက်မှစပလစ်လေးပါနော်ဒီကောင်နဲ့လာပြီးမှထိတ်ပြရအောင်ဒီကောင်ကပြောနေလဲကျွန်တော်ဖောက်စားဆောင်းနေနော်တချို့ကကြိုက်ဆိုရင်ကျွန်တော်ကြောက်တော့မို့ပေါ့နော်ကြိုက်လို့တက်ပြီးတော့တော့ပဲဆောင်းတာပေါ့နော်ဒီစပလစ်ကောင်းပါရဲ့ရှော့ပါဝင်နေမှာကောင်းတာလေးရောနော်ကောင်းတော့စပလစ်ကြည့်လိုက်တယ်နော်ကျန်တော့အဲ့ဒါထားလိုက်တော့ကျွန်တော်လုံးလေးကိုကြာမြင်နော်โอเคကဲဟုတ်ပြီကျွန်တော်ဖောက်ပြန်နေစားရင်လုံးလဲဆိုရင်တော့ပတ်စီပတ်စီအဲ့မှာလေစီစီလေးပါနော်ပတ်စီလေးပါအော်ဟုတ်ပြီနောက်ပတ်စီလေးနဲ့ဝင်းနဲ့နာတာပတ်စီလေးနဲ့ပတ်လေးရဲ့ပတ်စီထဲမှာနှမ်းလေးတွေပါပတ်စီထဲမှာနှမ်းလေးတွေကိုစီလောက်ကြလုပ်ပြီးကျွန်တော်တို့ဟောကြည့်တယ်ဒီလိုရင်တော့ဟိုချက်ချက်နဲ့ပါပြီးတာဆိုတော့ဒီလိုဝင်ဒီလိုဝင်တော့တော့ဒီလိုဒီနဲ့ push မနေဘူးနော်အဲ့ဒါဆိုတော့ကျွန်တော်တို့စစ်တွေကိုဘာသာစီကိုဝင်ဖို့ပေးဖို့နော်ပေးဖို့နေတယ်တော့ဒီချက်ချက်နော်ဟုတ်ပြီကြာဒါဆိုတော့တော့ဒီလိုလေးပတ်တယ်နော်ဒီလိုလေးပတ်တယ်ဟုတ်ကဲ့ပါပါဒီလိုပါဟုတ်ပြီအဲ့တော့ကျွန်တော်ထဲမှာဒီမှာ line လေးရှိတယ်ကျွန်တော် click ဝင်လေးထည့်လို့ရမယ် line လေးပေါ်သွားပြီဆိုရင်ရပြီနော်အဲ့ဆိုရင်ကျွန်တော် click ဝင်လေးထည့်မယ်ဗျာနော်ဟုတ်ပြီဗျဟုတ်ပြီဗျဟုတ်ပြီဒါဆိုရင်ကျွန်တော် white sheet ထည့်ပြီးတော့လည်းအနေထားလေးပါနော်အဲ့ white sheet ထည့်ပြီးတော့လည်းအနေထားလေးပါအဲ့ဆိုရင်တော့တော့ပြန်ထည့်မယ်တော့ကျွန်တော် function ကိုနိုင်တယ်နော် function ကိုနိုင်တယ်ဒီမှာကျွန်တော်ဆောက်ပါနော်ဆောက်ပါနိုင်လားဆောက်ပါနိုင်ရဲ့ဟိုစပင်းလေးပြန်ထည့်မယ်ဟုတ်ပြီစပင်းလေးထည့်လိုက်နော်စပင်းလေးထည့်ရတယ်ဒီတော့ဆောက်ဖို့ထည့်မယ်နော်ဒီအောက်ကထည့်အောင်ဆောက်နေတယ်နော်ထည့်လိုက်မယ်ဟုတ်ပြီအဲ့တော့ဆောက်ဖို့ထည့်လိုက်နော်စပင်းကိုဘာလို့ထည့်အောင်နော်ထည့်ဆောက်ပါစပင်းကိုဒီလိုဆောက်ပါနိုင်ရဲ့ထည့်လိုက်ထည့်ပြီးကျွန်တော်ချက်သေးကိုအောက်ကိုထည့်လိုက်ထည့်လိုက်နော်အဲ့ဒါတော့ထည့်လိုက်နော်ဟုတ်ပြီအဲ့ဒါတော့ဟုတ်ဟိုလေးကိုထည့်လိုက်ပါနော်စီလေးနည်းနည်းလေးယူပြီးနော်စီလေးနည်းနည်းလေးယူပြီးပါနော်ဟုတ်ပြီရရမယ်ပေါ့အောင်ပြန်ရမယ်လို့ထင်ပါတယ်နော်ထည့်မယ်ဟုတ်ပြီထည့်ပြီးစပလင်းရှိနဲ့ထည့်ရရှော့ပါလိုက်ကိုထိန်းထားမယ်ပေါ့နော်စပလင်းရှိကိုထည့်မယ်နော်စပလင်းရှိထည့်ထားမယ်ထည့်ပြီးဆောက်လိုက်နော်ဟုတ်ပြီ我用你来炒对吧？来给你了，你给我把外星打嘛，外星天嘛干你的，你给外星把一个给起来了。OK，
ထားနေမှလည်းချက်လိုက်နော်ထားနေမှလည်းချက်လိုက်တယ်ကဲတော့ချက်လိုက်ဒါပြန်ထောင်းလိုက်ထောင်းပြီးရင်ကျွန်တော်ထောက်စပ်ပြီးထောင်းမယ်ပြန်တယ်ထောက်စပ်ပြီးတော့အောက်ကျလာချောင်းနေတာဒီလိုလည်းမရဘူးနော်အဲ့ဒါကြရင်ဒီဖောက်ဖို့အခြေရချီကျိုးရောနော်အဲ့ကျိုးရောတောင်းစီမှာတယ်ဟုတ်ပြီနော်တော့ပေါ်လေဟုတ်ပြီအဲ့ဆိုရင်တော့မှာတော့ဒီနောက်ရှိနေတာဒီလာဆိုကျွန်တော်ကတော့တယ်ထောက်စပ်ပြီးတော့ချက်ချင်ဟုတ်ပြီဆောက်ချက်ဆွဲလို့ဒီနော်ဆောက်ပိုင်းတော့ကြည့်ရနော်တော့ကြည့်ရဆိုရင်ကျွန်တော် channel ကို like and subscribe လုပ်ထားပေးကြပါခင်ဗျဆိုင်ငံနဲ့ပတ်သက်တဲ့အနည်းပညာများကိုအများတိုင်းမျှဝေပေးမှဖြစ်တဲ့အတွက်ကြောင့်မို့နော်အားလုံးကျေးဇူးတင်ပါတယ်နော်ဆက်ကြည့်ကြရအောင်ခင်ဗျအခုတော့ဘယ်လိုလဲတော့ဒီဘက်တော့ဒီလိုအားလုံးရှင်းရှင်းတော့လည်းမဆိုလို့ရှိရင်တော့လည်းမဆိုတော့ဒါပေမဲ့တော့ဒီရဲ့စပင်းကိုနည်းနည်းလေးလုပ်လိုက်ဒီလိုလုပ်ရတော့တော့ပြပြီးဒီမှာလည်းကြုံလဲပါနော်ဖြတ်လိုက်လို့ဒီစပင်းရဲ့နေရာမှာဒီပဲဆောင်းပြီးမှကန်ရတဲ့ဖြစ်တယ်နော်အဲစပင်းတော့လည်းဖြစ်တယ်နော်ဒီတော့ကျွန်တော်လောက်ထူလိုက်တယ်တစ်ချက်တူလေးပို့လိုက်နော်ဒီလားဆိုတော့ဒီလိုလေးကဒီဆိုတော့ကျွန်တော်တို့ကစပင်းရေးတော့တကယ်ပေါ်တော့နော်ဒီနောက်တော့တကယ်တော့ပဲဒီကောင်ဒီအောက်ကိုရေးပို့လိုက်ပါအဲ့တော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့အော်ဒီမှာဒီကကြည့်အောင်နော်ဟောဒီမှာကဲဒီရကြပါလို့ခင်ဗျဒီပညာများကိုအများတင်ဆက်ပြီးမှဖြစ်တယ်နော်တော့ခပိုင်းလို့ခပြတာပါခင်ဗျအော်ဒီလေးပို့လိုက်ပါနော်ပတ်နေပါနော်เราเข้าที่ใช่ไหมเราเข้าที่ใช่ไหมครับมาเราเยอะนักเขาไอ้ที่เขาส่งมาไอ้ที่เราดิဒီအဆောင်းအလေးကလေးဒီရောက်ရအောင်ပေါ့စီအဲ့ဒါကိုလည်းပို့ထည့်လို့ရအောင်အဲ့ဒါကိုလည်းအောင်အောင်နေလို့မရအောင်နော်အဲ့ဆောင်းတယ်အဲ့ဒါကိုရိုင်းတယ်အောင်တော့ကတော့မသိဘူးတော့နော်အဲ့ဒါတော့မှကြည့်မှကြည့်ထည့်ပြီးဟုတ်ဟုတ်ချက်ပါမယ်နေမယ်ချက်ပါမယ်နေမယ်ပါမယ်နေမယ်ပါမယ်ပြန်ပိတ်မှာပြန်လို့နေမယ်ပြန်ပါမယ်ပြန်နေမယ်အဲမှကြည့်ချက်ကိုနေနေဝိုင်းနော်ပြန်ကြည့်ပြရမယ်နော်ဒီကတန်းထဲလို့ထောက်နော်တန်းထဲလိုက်လို့တော့ဖောက်စီရဥစားပြန်မတိပဲဖြစ်တော့နော်โอเคပြန်ပါမယ်နေမယ်ပြန်ပါမယ်ပြန်နေမယ်ပြန်ပါမယ်ပြန်နေမယ်နောက်တော့ကြည့်နည်းနည်းကြာပါလိမ့်နော်နည်းနည်းကြာဆိုရင်နည်းနည်းလေးထပ်ကြည့်မယ်နော်အဲ့ဒီရေးကြည့်မယ်နော်နားကောင်းရအောင်မှရေးကြည့်နော်ပြန်ပါမယ်ပြန်နေမယ်ပြန်ပါမယ်ပြန်နေမယ်โอเคအဲ့ဒါဆိုတော့ပြန်ပြီနော်ဆောင်းစပိတ်တဲ့ခါမှာဆောက်ချက်ကိုအောက်ကိုထိုင်ချပြီးထည့်လို့ထည့်လိုက်တော့ကျွန်တော်ဖောက်စီရှမ်းတော့မှာနော်အဲ့လိုဖောက်ချက်ကိုပါနေတယ်ပါနေမှာဒီကိုဒီစေးရတာဟုတ်လားကြည့်ဟုတ်လားစေးအောင်မလို့နော်ကျေးဇူးပါစေးတယ်ပါဟုတ်ပါနဲ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုကျွန်တော်နားကောင်းနေတယ်နားကောင်းနေတဲ့ခါမှာနားကောင်းနေတယ်နားကောင်းနေတယ်မှာရှက်ပြီးကြကြရအောင်အဲ့လိုလို့ချိုးဆိုတယ်ကျွန်တော်အလကီနာနဲ့ဆောက်ချက်ကိုလိုက်ပါလေကြာနော်ဒီကေတော့ဒီနာမည်တော့ဆောက်ချက်ကြာလိုက်အဲ့ဒါတော့ဆောက်ချက်နဲ့တော့လုပ်နေပါတော့အားကြောင့်ကျွန်တော်ပုံကတဲ့ပုံကတဲ့ခါပါနော်ပုံကတဲ့ကကောင်းတယ်နော်ပုံကောင်းတယ်တဲ့ပဲကျွန်တော်ဒီရှက်တဲ့ခါမှာလည်းဒီရှက်ကိုတစ်ခုနဲ့မကောင်းဘူးအောင်ကောင်းလိုက်တော့ပိတ်တော့အိမ်မှာအဲ့ရတယ်စီယူတဲ့ခါအဲ့ဒါကျွန်တော်တော့တစ်နေ့လုံးလုံးပြီးတော့နော်ဒီကြနော်ဒါဆိုရင်တော့ဟုတ်ပါပြီဟုတ်ပြီလားလုံးလုံးလိုက်တော့ပြန်လုံးလည်းပြန်လုံးကြမှာဟုတ်ပါပြီကျွန်တော်စီယူနေတယ်ပြရအောင်ဟုတ်ပါပြီကျွန်တော်ဟုတ်ပါပြီကျွန်တော်ဒီမှာစာစာကနေပါနော်စာစာကနေပါနော်စာစာကနေတော့ပြန်အောင်နော်ဒါဆိုရင်ဆက်စစ်ကိုဝင်ဝင်နေဒီပေါ်ဒီလေးပြန်နော်ဒီနေ့တော့ရဟန်းပြန်လာပါနော်ဒါမျိုးတော့ချက်ကြနော်ဒီမှာတိုင်းတိုင်းပေါ်တော့ဒီလိုပေါ်ဆိုရင်ဒီလိုပေါ်တော့ဒီလိုပြန်လာဒီလိုပေါ်ဆိုတော့ဒီလိုပြန်နော်ဟုတ်ဒီလိုဝင်နေတယ်ကြနော်ဒီလိုထွက်တယ်နော်ဆောက်ရှက်နော်ဆောက်ရှက်လို့ဘာရှောင်းလိုက်နော်ရှောင်းလိုက်တယ်နော်စမိုင်းကဒီလိုကြောက်နော်ဒီကနေတော့မကြောက်နော်မကြောက်ဆောင်းလိုက်ရတယ်မယ်ဆောက်ရှက်ရဲ့ထိတ်ကနေတော့ဒီအောက်ဆုံးထိနော်အောက်ဆုံးထိပါလေဒီကြောက်နော်အဲ့ဒါလည်းတော့ဘာလို့တော့ပေါက်ပြောတယ်နော်ဟုတ်ကဲ့တယ်စီးနေလေးပြီးတော့နော်
ဆိုရင်ကျွန်တော်ပေါက်ကိုထည့်လိုက်ပေါက်ကိုထည့်လိုက်ပြီးတော့ဒီကကျွန်တော်တို့အဲ့ဒီကထည့်ပြအောင်လို့ကျွန်တော်တို့ပုံစံလေးနဲ့ထည့်တဲ့ရှော့ပေါက်ကိုထည့်ထားမယ်နော်ဒီကကျွန်တော်ပေါက်ကိုစောင့်လုပ်မယ်နော်ပေါက်ကိုစောင့်လုပ်တော့မှကျွန်တော်တို့အဲ့ဒီကဒီဟုတ်တယ်အဲ့ဒီကကျွန်တော်ထည့်မယ်နော်အဲ့ဒါရှော့ပေါက်ကိုတိုင်းနေအောင်လို့ပုံစံလေးနဲ့ထည့်ထားတော့ဒီတော့အဲ့ဒီကနဲ့ချက်နော်ဒါပြီးကျွန်တော်ဒီလိုမှအားကိုချက်လိုက်ပါဟုတ်ကဲ့ဆက်ပါဒီလေး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 ပါဆက်ရှော့ပါရတယ်နော်တော့ပေါက်ချက်လေးပါပြီးဆိုရင်ကျွန်တော်တို့ပေါ့ပေါ့ဒီလိုမှကြည့်အောင်ပေါ့ဒီလေးလေးကျွန်တော်တို့ပေါ့လုံးပြအောင်နော်ချက်နေရလို့လေးကျွန်တော်တို့ပေါ့လုံးပြအောင်နော်ဒီကိုလည်းကျွန်တော်လည်းပေါ့ဆက်နေရအောင်နော်စီရမှာပေါ့တိုင်အောင်နော်အဲ့ဒါတော့ဟုတ်ချက်ဟုတ်ချက်ချက်ကိုပုံနေတယ်နော်ဟုတ်စပေးစိတ်ကထဲမှာနော်အခြေဘက်ကနေရတာဟုတ်ချက်ကြည့်မယ်နော်ချက်ကြည့်မှာတော့ချက်ကိုဆက်လို့ကြည့်မယ်နော်နေထားတဲ့မျိုးလေးနော်အဲ့ဒါကိုလည်းဝင်မရအောင်နော်အဲ့ဒါကိုလည်းရှင်းမရအောင်နော်ဟောဒီဆက်ရှင်းကျွန်တော်ဖောက်တာပါမယ်ဟောရဟေးမခံနိုင်ဘူးနော်ရတော့ဟုတ်ချက်ပဲဘုံကြီးတော့တော့တော့ပဲအေးရဆောဆောအရေးကြီးချက်ရမယ်နော်ဆောဆောအရေးကြီးကျွန်တော်ဖောက်စီထဲမယ်ဆောဆောအရေးမရအောင်ရေးတာည好的，我也，也里面了，我里面的要弄，给我把它查一下，我记得。然后这些基本我里面了，哎，然后哎，然后要，哎，没有了，那么好，好是没下面，其实我虽然说回来，我现在能够是一个安排了，这样的说样了，我看他地了了。我那时候要完，我是没好地方的，超完了，我现在没超完了，就是要我必想看看了，还有这里了，啊，这里我我就是从来说什么都有，我好地超完了，好，那所以说什么？ကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နော်ဒီဘာလေးညနေလိုပါလောက်ထားပေးကြပါခင်ဗျာငယ်တင်ကြလည်းအများတိုင်းတင်ဆက်ပေးပါဖြစ်တဲ့အတွက်ကြောင့်မို့နော်အားပေးကြပါအောင်နော်ရောက်တယ်နော်အားကုန်လေးနော်ဒီမှာတော့ဆောက်ဒီမှာနိုင်ပြီနော် နီးပညာများအကောင်းပါစေစတောင်းပေးပါနော်နီးပညာတွေ လောက်ထိရောက်တယ်ဆိုတော့အဲ့ဒါနိုင်ချမယ်နိုင်မဆိုင်မနိုင်ကြီးပဲနော်ပတ်တီပဲနော်တကယ်တော့တကယ်ရောက်တယ်ဟိုရောက်တယ်ဆိုရင်အဲ့တော့နောက်တစ်လုံးကစီထဲတာမကြီးလို့နော်စီထဲကကြီးတယ်ဆိုရင်ပတ်တီတယ်နော်စီထဲတာမကြီးရင်ဒီအစင်းလေးကတစ်နေ့ဖြစ်နေပါနော်အဲ့တော့ကျတော့စီရထဲရမှာနော်ဟုတ်ကဲ့ဒါဆိုရင်ဒီအောင်မှာနော်ဘာလုံးလေးတော့ကိုလုံးလေးပြောစီလေးပါဗျာဒီအမှုရှိရင်ဒီအောင်ချင်နေပါတယ်စီထဲကကြီးတယ်ဆိုရင်ပတ်တီတယ်နော်စီထဲကမကြီးရင်ဒီအစင်းလေးက